အားလုံးပဲမင်္ဂလာပါဒီတစ်ခါကျွန်တော်ဖတ်ပြပေးမယ့်စာအုပ်ကတော့ဆရာမမြင့်မြင့်ခင်ရေးသားထားတဲ့မိမိကိုယ်ကိုတန်ဖိုးမြင့်တင်ခြင်းစာအုပ်ထဲကမိမိကိုယ်ကိုယုံကြည်မှုရှိအောင်ဘယ်လိုတည်ဆောက်ကြမလဲဆိုတဲ့စာကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်မိမိကိုယ်ကိုယုံကြည်မှုဆိုတာဘာလဲကိုယုံကြည်တယ်ဆိုတာကိုယ်ပါပဲလှုပ်အောင်မြင်မယ်ဆိုတဲ့စိတ်ဆွမ်းအားရှိတာကမိမိကိုယ်ကိုယုံကြည်မှုရှိခြင်းပါမိမိကိုယ်ကိုယုံကြည်မှုရှိခြင်းဟာဘဝမှာမရှိမဖြစ်လိုအပ်တဲ့အရေးချင်းဖြစ်ပါတယ်တင်ကလူတွေနဲ့ဆက်ဆံတဲ့အခါမှာတစ်ဖက်လူကတင့်ကိုယုံကြည်ဖို့ဆိုတာမလွယ်ကူပါဘူးလူတွေရဲ့ယုံကြည်မှုကိုရရှိခြင်းရင်အရင်ဆုံးတင့်ကိုတင်ယုံကြည်မှုတည်ဆောက်ထားရပါမယ်တေးသေးချာချာအချိန်ယူပြီးစဉ်းစားကြည့်လိုက်တော့အတိတ်ဘယ်ကိုခက်ရေးရေးလေးတွေးလာရတယ်ဟုတ်ပါတယ်ဆွဲလန်းမှုဆိုတာအချိန်ကြာလာရင်အတင်းကျပ်ဖြစ်လာတတ်တယ်တင့်ကိုတင်ပြန်မေးကြည့်ပါမင်းစုပ်ကင်ထားလို့သူကမင်းလက်ထဲမှာရှိနေတာလားဒါမှမဟုတ်သူကိုယ်တိုင်ကမင်းလက်ထဲမှာရှိခြင်းလို့လားဆိုတာခွဲခြားနိုင်ဖို့လိုတယ်ကိုယုံကြည်မှုမရှိရင်တော့အောင်မြင်မှုရဖို့မလွယ်ကူနိုင်ပါဘူးကိုယုံကြည်မှုရှိဖို့ဆိုရင်ကိုလုပ်တဲ့အလုပ်ကိုယုံကြည်ခြင်းကိုပြောတဲ့စကားကိုယုံကြည်ခြင်းကိုရဲ့လုပ်ရက်အပေါ်ယုံကြည်ခြင်းစသည်ဖြင့်ကိုရဲ့အပြုမူအပြောဆိုလုပ်ကင်ဆောင်ရွက်မှုမှန်သမျှကိုကိုယ်တိုင်ကယုံကြည်မှုရှိနေဖို့လိုအပ်ပါတယ်ကိုယုံကြည်မှုရှိသူတွေဟာမှန်တာကိုပြောရဲကြတယ်သူတို့ပြောတဲ့စကားကိုသူတို့တာဝန်ယူကြတယ်တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့စိတ်ရှိကြတယ်သူတို့မှာရည်မှန်းချက်ပန်းနိုင်ရှိကြတယ်ပန်းနိုင်ကိုရမယ်ဆိုတာယုံကြည်ထားကြတယ်အကောင်းမြင်စိတ်ရှိပြီးအကောင်းတွေကိုဖန်တီးနိုင်ကြတယ်လူတော်တိုးပြီးလူရဝင်တယ်တခြားသူတွေကမဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုသူတို့ကဖြစ်အောင်လုပ်နိုင်ကြတယ်ကိုယုံကြည်မှုရှိဖို့စတင်လှုပ်ဆောင်ရမှာကကိုယ်ပိုင်ဆုံးဖြတ်ချက်အသေးလေးတွေချကြည့်ဖို့ပါတင်လို့ရမှာကြောက်နေတဲ့အရာတစ်ခုခုစပြီးလုပ်ကြည့်တာမျိုးဥပမာလူအများနဲ့စကားပြောရမှာကိုမယုံကြည်ရင်ကြောက်နေရင်လူနည်းစုနဲ့စပြီးစကားပြောကြည့်တာမျိုးမိတ်ဆွေတွေရဲ့စကားဝိုင်းတွေမှာဝင်ပြောတာမျိုးစသည်ဖြင့်လုပ်ကြည့်ပါတင့်ကိုတင်လုံနိုင်တာသိလာရင်ယုံကြည်မှုရှိလာပါလိမ့်မယ်ယုံကြည်မှုဆိုတာလေ့ကျင့်တည်ဆောက်ရတာဖြစ်တယ်တင့်ကိုတင်ယုံကြည်မှုရှိဖို့လေ့ကျင့်ပါကိုယုံကြည်မှုရှိခြင်းဟာအောင်မြင်မှုရဲ့တော့ချက်ဖြစ်ပါတယ်ဒါကြောင့်ကိုယုံကြည်မှုမရှိသူတွေအတွက်ယုံကြည်မှုတည်ဆောက်ဖို့နည်းလမ်း9ချက်ကိုဒီအခန်းမှာဖော်ပြပေးလိုက်ပါတယ်နံပါတ်1အချက်တင်မှာရှိတဲ့အရေးချင်းအားသာချက်တွေကိုရှာဖွေပါတင်မှာဘလို့အရေးချင်းအားသာချက်တွေရှိလဲဆိုတာသိအောင်လုပ်ပါဥပမာတင်ကစကားပြောကောင်းတယ်အင်္ဂလိပ်စာမှာတော်တယ်စေပညာမှာကျွမ်းကျင်တယ်အတန်ကောင်းတယ်စာသင်ရတာကြိုက်တယ်ကွန်ပျူတာကျွမ်းကျင်တယ်လူမှုဆက်ဆံရေးကောင်းတယ်စာရေးတာတော့တယ်စသည်ဖြင့်တင်ရဲ့အရေးချင်းအားသာချက်တွေကိုချရေးပါအဲ့ဒီအားသာချက်တွေကိုအပြည့်အဝအသုံးချပါတင်မှာရှိတဲ့ကောင်းတဲ့အချက်တွေကတင်ကိုတင်ယုံကြည်မှုရှိလာအောင်ကူညီပေးပါလိမ့်မယ်နံပါတ်2အချက်စာဖတ်ပါစာဖတ်ခြင်းကကိုယုံကြည်စိတ်ဖြစ်ပေါ်စေပါတယ်စာအုပ်စာပေတွေကတင့်ကိုယုံကြည်မှုရှိသူတစ်ယောက်ဖြစ်လမ်းညွှန်ပေးပါလိမ့်မယ်စာအုပ်တွေကစိတ်ခွန်အားတိုးမြင့်ပေးတဲ့အတွက်တင့်ကိုတင်ယုံကြည်မှုရှိလာပါလိမ့်မယ်ကျမယုံကြည်မှုရှိလာတာကလည်းစာဖတ်ခြင်းကကူညီပေးတာပါတင်လဲတင့်ကိုတင်ယုံကြည်မှုရှိခြင်းရင်စာဖတ်ပါနံပါတ်3အချက်တင်ယူလေ့လာပါတင်ဘဝမှာတင်မသိသေးတဲ့အသိပညာတွေကိုတင်ယူလေ့လာခြင်းကတင့်ကိုဘ ഹു တုတတိုးပွားစေုံသာမကတင့်ကိုတင်ယုံကြည်မှုရှိလာစေလိမ့်မယ်အမြဲတမ်းလေ့လာတင်ယူနေတဲ့သူဟာကိုယုံကြည်မှုရှိသူပါပဲတင်ယူလေ့လာခြင်းဖြင့်တင့်ကိုတင်ယုံကြည်မှုတည်ဆောက်ပါဒါကြောင့်ကိုယုံကြည်မှုရှိဖို့တင်ယူလေ့လာပါနံပါတ်4ချက်စကားပြောကောင်းသူဖြစ်အောင်လုပ်ပါစကားပြောကောင်းသူတိုင်းကိုယုံကြည်မှုရှိကြပါတယ်ဒါကြောင့်တင့်ကိုတင်ယုံကြည်မှုရှိဖို့အတွက်စကားပြောကောင်းသူဖြစ်အောင်လုပ်ပါစကားပြောတဲ့ချင်းပညာကိုတင်ယူပါတင်တန်းတွေတက်ပါစကားပြောကောင်းသူဖြစ်အောင်လေ့ကျင့်ပါဒါဆိုရင်တင့်ကိုတင်ယုံကြည်မှုရှိလာပါလိမ့်မယ်နံပါတ်5အချက်နာမည်ကောင်းတည်ဆောက်ပါနာမည်ကောင်းရှိသူဟာတန်ဖိုးရှိသူဖြစ်ပါတယ်တင်ရဲ့နာမည်ကိုကောင်းအောင်တည်ဆောက်ထားရင်တင့်ကိုတင်ယုံကြည်မှုရှိစေပါတယ်နာမည်ကောင်းကပစ္စည်းဥစ္စာထက်တန်ဖိုးရှိပါတယ်တင်ကတန်ဖိုးရှိသူတစ်ယောက်ဖြစ်ဖို့ဆိုရင်တင့်ကိုတင်ယုံကြည်မှုရှိပါနာမည်ကောင်းတည်ဆောက်ပါနံပါတ်6ချက်တင့်ရဲ့အတွင်ပြင်ကိုဂရုစိုက်ပါတင့်ရဲ့ပုံမှန်တွင်ပြင်ကတင့်ရဲ့ကိုယ်ရည်ကိုယ်သွေးကိုတိုးတက်စေတဲ့အတွက်တင့်ကိုတင်ယုံကြည်မှုရှိစေပါတယ်ဒါကြောင့်တင့်ရဲ့ဥပဒေရုပ်ကြည်ကောင်းအောင်တင့်ရဲ့အပြင်စင်ကိုဂရုစိုက်ပါတန်ရှင်းတက်ရက်စွာနေထိုင်ပါတင်နဲ့လိုက်ဖက်မှုရှိတဲ့အဝတ်စားကိုဝတ်ဆင်ပါဒါကတင့်ကိုတင်ယုံကြည်မှုရှိစေတဲ့အချက်ပါပဲနံပါတ်9အချက်တင့်မှာရှိတဲ့တိမ်ငယ်စိတ်အားငယ်စိတ်တွေကိုဖယ်ရှားလိုက်ပါတင့်ရဲ့အားနည်းချက်တွေကတင့်ကိုစိတ်တက်ကြစေတဲ့အတွက်တင့်ကိုတင်တိမ်ငယ်စိတ်ဖြစ်ပေါ်စေနိုင်ပါတယ်ဒါကြောင့်တင့်ရဲ့အတွေးတွေကိုတင့်ရဲ့ကောင်းတဲ့အရေးချင်းတွေပေါ်မှာပဲအာရုံပြုထားပါအားငယ်စိတ်ဝင်လာရင်ချက်ချင်းမောင်းထုတ်ပစ်ပါအားငယ်စိတ်ကအဖြတ်စိတ်ပါတင့်ကိုတင်ယုံကြည်မှုရှိဖို့အတွက်တင့်ရဲ့အတွေးကိုပြောင်းလဲလိုက်ပါဒီနေ့ကစပြီးတင့်ကိုတင်ပြောပါငါယုံကြည်မှုရှိတယ်ဆိုတာကို